နနက်စောစော9 နာရီမြို့နာကကြေးရွာလေးတစ်ရွာမှာနေတဲ့လူငယ်လေး2 ယောက်မှာတစ်ယောက်ကမိုးဆိုတဲ့လူငယ်လေးတစ်ယောက်နောက်တစ်ယောက်ကကြော်ဆိုတဲ့လူငယ်လေးတစ်ယောက်ရဲ့ကွာခြားပုံပဲဖြစ်ပါတယ်။မိုးဟာအောင်မြင်မှုကိုလိုချင်သူဖြစ်ပြီးကြော်ကတော့ပြောသလိုနေတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်။မိုးဟာနနက်စောစောအိပ်ရာထားပြီးစာအုပ်ဖွင့်ရည်မှန်းချက်စရင်းကိုပြန်ဖတ်တယ်။ဒီနှစ်တစ်ဖုတ်100% ရမယ်ကိုပိုင်စီးပွားရေးစတင်မယ်။သူ့မျက်လုံးထဲမှာအနာဂတ်ကိုရှင်းရှင်းမြင်နေတယ်ချွေးရကြအောင်ကြိုးစားဖို့အသင့်ရှိတယ်။မိုးအိမ်နီးချင်းကလူငယ်ဖြစ်တဲ့ကျော်ကတော့ဖုန်းကိန်းစော့ပြီးညနေတဲ့ထိမအိပ်ဘူးမနက်10 နာရီမှအိပ်ရာထအချိန်ရှိသေးတယ်ဘာမှမလုပ်ပါနဲ့ဆိုတဲ့စိတ်နဲ့နေတိုင်းကိုဖြုံးတီးတယ်ဘဝဆိုတာရွေးချယ်မှုတွေရဲ့ပေါင်းစုံရာပါမိုးနဲ့ကျော်ရဲ့မနက်ခင်းတိုင်းဟာသူတို့ရဲ့အနာဂတ်ကိုပုံဖော်နေပါတယ်မိုးဟာတက္ကသိုလ်တက်ရင်အချိန်ပိုင်းအလုပ်လုပ်တယ်အင်္ဂလိပ်စာသင်တန်းတွေတက်ပြီးကိုအားနဲ့ချက်ကိုဖြည့်တယ်ကျော်ကတော့အိမ်မှာ Netflix ကြည့်တငယ်ချင်းတွေနဲ့ဆိုင်မှာထိုင်ပြီးငါတို့ကပြင်းရည်ပြီးလာတာပဲဆိုတဲ့စကားနဲ့အချိန်ကုန်တယ်အောင်မြင်မှုဆိုတာကံကောင်းခြင်းမဟုတ်အလေးချင်းတစ်ခုပါနေတိုင်းကိုအိမ်မက်အတွက်ခြေတလန့်ရွှေ့နေပေမဲ့ကျော်ကတော့အိမ်မက်ကိုတော့မမက်ရဲဘူးမိုးဟာအမေရိကန်ကကောလိပ်ကနေပညာတော်သင်ဆုရပြီးကိုပိုင်စီးပွားရေးစတင်နေပြီကျော်ဟာအလုတ်ကင်မရှိမိသားစုကငွေတောင်းနေရတယ်ငါဘာလုပ်ခဲ့တာလဲဆိုတဲ့နောင်တတွေနဲ့လမ်းဆုံးသွားတယ်ဘဝဆိုတာကိုထဲလိုက်တဲ့အားဆိုင်မှုရဲ့ရောင်ပြန်ဟမ်းမှုပါမိုးရဲ့ကြိုးစားမှုတွေကသူ့ကိုအလင်းစီခေါ်သွားပေမဲ့ကျော်ရဲ့ပျော်ရွှင်မှုရောင်တွေကသူ့ကိုအမှောင်ထဲပစ်ချလိုက်တယ်အောင်မြင်မှုကိုလိုချင်တဲ့သူနဲ့ပြောနေတယ်လို့သူဟာမတူပါဘူးတကယ်ပျော်ရွှင်မှုဆိုတာကိုကျင်တဲ့ဘဝကိုတိဆောက်နိုင်ခြင်းပါမိုးလိုရည်မှန်းချက်ရှိပါကြော်လို့အချိန်မဖြုံးပါနဲ့အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်အထူးကိုကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ် Like and share လေးလုပ်ပေးခဲ့ပါ